ထန်ဆန်းလှိုင်ကိုပြမယ်နော်ကိုကြီးကြောက်ခတ်ကြောက်ဆွဲနေပေါ့နော်တဘာဝကြောက်ခတ်ကြောက်ဆွဲနေနိဖျားရတော့ဒါထွင်းလောက်ထားတာပေါ့နော်လိုင်ကတော့တဘာဝပေါ့နော်တော်တော်ကြည့်ရှမ်းပြည်တောင်မှာဟိုပုံမျိုးနဲ့ကတဘာဝကြောက်ဆောင်နဲ့ဖန်တီးထားတယ်ဒီထန်ဆန်းလှိုင်ကိုကြီးပေါ့နော်ထန်ဆန်းပြန်ထွက်မယ်ပေါ့နော်ဟမ်ဘာတွေရှိမလဲနေရေရှိမှာပေါ့အတွင်းနဲ့ဘေးအောင်လေမရဘူးဘယ်စီးသွားလဲမသိဟိုင်းအမွေးနော်အမွေးခုနကြားလိုက်တာဖောက်တာမာခဏဆန်တော့အမနာမရှိရလာ